ဒီတစ်ခေါက်တော့ယူအကြိုင်ငရံတန်းတလုံးဒီဟင်းလေးချက်ပြပေးပါမယ်ငရံဝယ်လို့ရှိရင်အရှင်ကိုပဲရွေးဝယ်ပါတယ်ဒါမှဟင်းအားချိုတာပါငရံကတေပြီးကြာပါလို့ရှိရင်မမာကြီးဖြစ်နေပြီးတော့ဟင်းကစားလို့လည်းမကောင်းပါဘူးဟင်းငါးလည်းမချိုပါဘူးရှင်ငါးဟင်းချက်ရင်အဓိကချက်ကမညစ်အောင်လို့သူ့ကိုဦးထုတ်ဖိုက်ဖောက်ပြီးတော့စီးကြောတန့်စင်ပြီးလို့ရှိရင်သူ့ကိုကြောက်လေးနဲ့တိုက်လိုက်ပါတယ်ဒါမှမညစ်တော့တာပါပြီးရင်စားစနစ်နဲ့ထားပါမယ်ကြက်သွန်ဖြူထောင်းတာလေးကိုစီးသက်ပါမယ်စီးသက်ပြီးရွှေဝါရောင်တန်းလာရင်ခရမ်းကျင်သီးလေးထည့်ပါမယ်ခရမ်းကျင်သီးကိုကြည်အောင်လို့ဇုံလေးနဲ့ဖိချေပေးပါမယ်ပြီးရင်အရောင်တင်မုတ်လေးထည့်ပေးပါမယ်ရှင်အယုတ်သီးအစိမ့်မုတ်ထည့်ပြီးလို့ရှိရင်စီထဲမှာခဏရုံးမွေပေးပါပြီးတော့မှရေနွေးလေးထည့်ပါမယ်ပြီးရင်ခရမ်းကျင်သီးကိုအနှစ်ကျအောင်လို့လုံးဝကြေွားတဲ့ဒီခြေပေးပါခရမ်းကျင်လေးကြေပြီးအနှစ်စီအပြန်လာပြီဆိုလို့ရှိရင်ခုနအရက်သာနှက်ထားတဲ့ငါးကိုထည့်ပေးပါမယ်ငါးကိုအနှစ်ထဲမှာစီပြန်လာတဲ့အထိနှုံးပေးပါမယ်ရှင်ငါးကိုစလုံးချင်းရင်လေးထည့်ပေးပါမယ်ပြီးရင်အဲ့ဒီထည့်ထားတဲ့ရေလေးခမ်းတဲ့အထိဟင်းကိုလုံးပေးပါလုံးရည်လေးခမ်းပြီးစီပြန်လာပြီဆိုမှဒန်းသလွန်သီးလေးထည့်ပါမယ်ဒန်းသလွန်သီးထည့်ပြီးမှရေနွေးလေးထည့်ပါမယ်ရှင်ဒီနေရာမှာရေထည့်လဲရပါတယ်ကျမကတော့ဟင်းချက်ရင်ရေနွေးထည့်နေကြမို့အကျင့်ဖြစ်နေလို့ပါငရံဒန်းသလွန်သီးဟင်းနဲ့ထည့်ဖို့နနမင်းရဲ့ငရုတ်သီးစိမ့်ရဲ့မကြီးသီးလေးလိုအပ်ပါမယ်ရှင်မကြီးသီးကိုရေဖြော်ထားပါမယ်ခုနရေထည့်ထားတာဟင်းအိုးလေးပွက်ပွက်ဆူလာလို့ရှိရင်ဒီနေရာမှာကျမလုပ်နေကြဖြစ်တဲ့ငါးတွေကိုဆယ်ယူထားလိုက်ပါတယ်အမီးနဲ့ခေါင်းလောက်ပဲဟင်းအိုးတွေကိုခြံပြီးတော့ဒန်းသလွန်နေအောင်ဆက်တဲ့ပါမယ်မဟုတ်လို့ရှိရင်ငါးတွေအားလုံးကြေသွားမှဆိုလို့ပါနောက်တစ်ချက်ကငါးရဲ့အချိုတွေအားလုံးထွက်သွားပြီးဟင်းရည်တွေရောက်သွားရင်ငါးစားမကောင်းတော့မှဆိုလို့ပါအချိုကိုငါးအမိနဲ့ခေါင်းကနေပဲထွက်အောင်ထားရခဲ့ပြီးကျန်တဲ့ငါးတွေဆယ်ထားလိုက်ပါတယ်ရှုံးလေသည်နူးလောက်ပြီဆိုရင်မကြီးရည်လေးထည့်ပါမယ်ရှင်မကြီးသီးလည်းထည့်ပြီးအရသာလည်းအတော်အတင်းအကုန်ဖြည့်ဆွက်ပြီးပြီဆိုရင်ခုနဖယ်ထားတဲ့ငါးတွေထည့်ပေးလိုက်ပါမယ်ပြီးရင်စူအောင်ထပ်တဲပါမယ်ရှင်တယောက်နဲ့တယောက်အကြိုက်မတူတော့ချက်နီးတွေကွဲပြားကြမှာပါဒါကကျမချက်နီးလေးကိုဝေမျှပေးတာပါရှင်ဟင်းအိုးပွက်ပွက်ဆူလာလို့ရှိရင်ငရုတ်သီးစိမ့်လေးထည့်ပါမယ်ကျမကငါးဟင်းနဲ့မှငရုတ်သီးစိမ့်ထည့်ချက်ရင်ထမင်းနဲ့ငရုတ်သီးစိမ့်နဲ့တွဲစားတာကိုကြိုက်လို့ပါငရုတ်သီးစိမ့်လေးကက်ပြီးစားတတ်ပါတယ်မီးပြတ်သွားလို့အိုးလေးပြောင်းလိုက်ရပါတယ်အိုးပြောင်းပြီးတော့စူအောင်ဆက်တယ်ပါမယ်ရှင်ငါ့ကိုခုနကျမချက်သလိုမျိုးအစဆုံးထည့်မချက်ပဲနဲ့ဖယ်ထားပြီးတော့အမိနဲ့ခေါင်းလောက်ပဲထားပြီးအရေးကိုအရသာရှိအောင်ချက်ရင်အရေးလဲစားကောင်းတယ်ငါးသားလေးကလည်းအရသာမပြတ်စားကောင်းပါတယ်ရှင်ကျမအရင်တော့ဆိုရင်အစဆုံးငါ့ကိုမထုတ်ပဲနဲ့ချက်တဲ့အခါဆိုရင်ငါးကစားမကောင်းမဲ့အချိုမရှိပဲဖြစ်သွားတတ်ပါတယ်ပြီးရင်ဟင်းကပွက်ပွက်ဆူလာလို့ရှိရင်နနမိန်လေးအုပ်ပြီးတော့ချလိုက်လို့ရပါပြီရှင်ဒါဆိုရင်ရသာရှိတဲ့ငရံတန်းသလွန်သီးဟင်းလေးတစ်ခွက်ရသွားပါပြီအားလုံးပဲလိုက်ချက်စားကြည့်နော်နောက် vlog လေးတွေမှာပြန်ဆုံပါမယ်ရှင်